လူတွေကကိုယ့်ကိုလွတ်လပ်တယ်လို့ထင်တာသူဘယ်သူကခိုင်းတဏှာခိုင်းနေတာတဏှာစေရာသွားနေကြတာဟုတ်ကလားလိုရဆန္ဒဆိုတဲ့တဏှာလိုချင်လောဘဆိုတဲ့တဏှာခိုင်းတာကိုလုပ်နေကြတာဒါကြောင့်မို့လို့လူတွေကကိုယ့်ကိုယ်တော့ independent နဲ့ပြောကြတယ်ငါလွတ်လပ်တဲ့ပုဂ္ဂိုလ် freedom လို့ထင်တယ်ဘယ်တော့မှ freedom မဟုတ်ဘူးတဏှာကသူ့ကိုအုပ်ဆိုးနေတာဟုတ်ကဲ့တဏှာရဲ့အုပ်ချုပ်မှုကိုခံနေချရတာတဏှာဒုတိယပုရိသောဒီကမတ္တာနတန္တရံလောကမှာလူတွေပြောကြတယ်တချို့ပုဂ္ဂိုလ်ဟာအဖော်မရှိဘူးတယောက်တည်းနေတာတယောက်တည်းနေတာကောင်းပါတယ်အေးစီစီတယောက်တည်းလို့ထင်တယ်ဘယ်ဟုတ်မအဖော်နဲ့နေတာဘာအဖော်တဏှာအဖော်သူ့ဒါလေးနဲ့တဏှာလေးကသူ့အဖော်ပဲလေတဏှာနဲ့နေတာအဲ့ဒါအဖော်နဲ့နေတာပဲတချို့ကတကူကြီးအိပ်ရထဲမှာနေတယ်ဘာတော့အတွေးလေးနဲ့နေတာအတွေးလေးနဲ့ဂျင်နာအဲ့ဒါအဖော်ပဲသူ့အဖော်ကတဏှာအဖော်အေးတဏှာအဖော်နဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှအဖော်မဲ့တာမဟုတ်ဘူးအဖော်ရှိနေတယ်အဲ့ဒီရှိနေတဲ့အဖော်ကသူ့ကိုအုပ်ချုပ်နေတာတဏှာစေရာသူကထလုံနေကြတဏှာကခိုင်းတာမင်းတယောက်တည်းနေလို့ဆိုလို့ဒါအမို့သူတယောက်တည်းနေတာအဲ့တော့ဒါကြောင့်မို့လို့မြတ်စွာဘုရားကတဏှာဓာသောလောကကြီးဟာတဏှာဓာသောတဏှာရဲ့ခြေကျွန်းအစစ်ဖြစ်ဖြစ်နေပါပေတော့ဤတို့တွေကျွန်းအဖြစ်ကမလွတ်သေးဘူးတဏှာရှိနေသေးသမျှကျွန်းအဖြစ်ကမလွတ်သေးဘူးဘု து ကျွန်းတဏှာကျွန်းဟုတ်ကဲ့ကျွန်းမသူ့ကိုသိရိုသေလေးစားရတာသူခိုင်းရင်မငင်းရဲဘူးမငင်းနိုင်ဘူးဒါကြောင့်မို့လို့တဏှာရဲ့ကျွန်းကိုဖြစ်နေတာတဲ့ဒါကြောင့်မို့လို့ဘဝဆိုတာဒီတိုင်းပဲလို့မြတ်စွာဘုရား